ဒီအဖွားကြီးဆိုလို့ရှိရင်အကွင်းတွေတက်တွေတူပြီးတော့ဒီကိုယ်တိုင်တူပြီးတော့ဒီရက်တွေကိုရဲဘော်တွေရုပ်ဆောင်ရအောင်ထောက်ပံ့တဲ့အဖွားကြီးတွေသိတာဒီတွေကဘယ်တော့ဖြစ်တယ်ဆိုတာဒီကိုယ်တိုင်သိလို့မလားငါတို့လုံးချဖန်တီးတာကမဟုတ်ဘူးအပြည်သူတွေရဲ့ရှင်နေအမှန်ဆန္ဒအပြီးတော့တရားလည်းရှိပြီးတယ်ပြီးတော့များစွာဒါမျိုးပြည်သူတွေကဒီရက်တွေဘယ်တော့ဖြစ်တယ်ဆိုတာဒီလိုသိနေတယ်ဘယ်လိုပြောလားလူစိတ်ထဲမှာလူလည်းကြည်စမ်းကွာအဲ့ဒါအကြည့်ကဘယ်လိုခံစားရတော့ဘယ်လိုမြင်တော့မင်းတို့ရှင်ထဲမှာဒီမြင်ကွင်းတွေမင်းတို့စစ်တပ်ရဲ့အတိုင်းဝိုင်းမှာဒီလိုမြင်ကွင်းတွေရှိတာမင်းတို့စစ်တောင်းတို့ကမှာပြည်သူရဲ့ကြိုးဆိုတာရှိတာအခုဒီမှာကြည့်ပြည်သူတွေကဒါကြိုးနေတဲ့ရွာတွေကတန်းစီလို့ရှိပြီးတော့ငါတို့မသွားနိုင်ဘူးဟုတ်လားအဲ့လိုပဲမင်းတို့တက်ထဲမှာမင်းတို့နဲ့အတူစစ်ကောင်စီအောက်ကနေပြီးတော့ဆက်ပြီးတော့နိုင်ရဲဆန်ပြီးတော့လိုက်တွန်းတဲ့မဲ့ကောင်တွေရှိနေသေးတယ်ဆိုရင်မင်းတို့ဆွဲခေါ်ဖို့မင်းတို့စီယုံလို့မင်းတို့မှာတာဝန်ရှိတယ်ဟုတ်လားအေးမင်းတို့ငါတို့ရဲဘော်တွေလူသားကောင်ရဖမ်းတယ်လူနေဖို့လိုမယ်ဟုတ်တယ်နော်အေး